အားလုံးပဲမင်္ဂလာပါ PKY40 Football Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Arsenal အသင်းနဲ့သတင်းထွက်နေတဲ့ Zubi Mendi အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ် Arsenal ကကမ္ဘာအကောင်ဆုံး holding midfielder တဦးဖြစ်တဲ့ Martin Zubi Mendi ကိုခေါ်ယူနိုင်လိမ့်မယ်လို့ယုံကြည်နေကြပါတယ်သူ့ကိုလီဗာပူး Man City Real Madrid နဲ့ Barcelona တို့လိုအသင်းကြီးတွေကပါလိုချင်နေကြတာကသူ့ရဲ့အရေးအချင်းတွေကိုတက်တည်ထူနေပါတယ်ပြီးခဲ့တဲ့နှစ်ကဥရောပဖလားကိုစပိန်အသင်းနဲ့အောင်မြင်ခဲ့ပြီးသူ့ရဲ့ငယ်ဘဝအသင်း Real Sociedad အတွက် Copa del Rey ဆုဖလားရရှိရေးနဲ့ Champion League ဝင်ခွင့်ရရှိရေးအတွက်အဓိကခန်းကဏ္ဍကနေပါဝင်ခဲ့သူပါဇူဘီမန်ဒီရဲ့အားသာချက်ကဘောလုံးအထိန်သိမ်းကောင်းတယ်ဘောလုံးညံရင်ညံတွေပြည့်ဝတယ်ကြန့်ခိုင်မှုအားကောင်းတယ်ကွင်းလယ်မှာသူ့ရဲ့ဘောလုံးပေးပို့မှုတွေဟာတော်တော်လေးတိတိကျကျရှိတဲ့အတွက်အာဆင်နယ်ရဲ့နံပါတ်6နေရာမှာအိမ်မက်တစ်ခုလိုတောင်ပြောလို့ရပါတယ်ဇူဘီမန်ဒီယာဘောလုံးကိုဘယ်ရောညာရောနဲ့ကျွမ်းကျင်စွာကစားနိုင်ပြီးလောင်းပတ်ရှော့ပတ်တွေကိုတီးကြပေးနိုင်သူပါဒါကြောင့်မို့ပါတီးနဲ့ဂျော်ဂျင်ဟိုတို့လိုအာဆင်နယ်ရဲ့လက်ရှိကွင်းလယ်တွေထက်ပိုပြီး risk taking passing တွေလုပ်နိုင်ပါတယ်ဥရောပဖလားဘောလုံးပွဲမှာဂိုရီဒဏ်ရာရတဲ့အခါဇူဘီမန်ဒီကစားဝင်ပြီးစပိန်ကိုအနိုင်ရအောင်ရေးပါတဲ့ကစားသမားအဖြစ်တက်တည်ထူခဲ့ပါတယ်သူကယုံကြည်မှုအပြည့်ရှိတယ်ဘောလုံးယူဖို့ရှေ့တိုးဖို့အကြောက်တပါဘူးဇူဘီမန်ဒီကအသက်26နှစ်သာရှိသေးပေမဲ့ Real Sociedad မှာကပတိန်လုပ်ခဲ့ဖို့တဲ့တွေးကြုံရှိတဲ့အတွက်ကြောင့်လည်းအာတီတာရဲ့နီးစနစ်နဲ့လည်းကိုက်ညီလိမ့်မယ်လို့ထင်ပါတယ်ဒါကြောင့်အာဆင်နယ်အတွက်တော့ဇူဘီမန်ဒီကိုခေါ်ယူခြင်းဟာကွင်းလယ်အတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်လာလိမ့်မယ်လို့ထင်မိပါတယ်ဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ် Like Share နဲ့ Subscribe လုပ်ဖို့လည်းမမေ့ကြပါနဲ့ခင်ဗျာ